မင်္ဂလာပါရှင်မြန်မာလူအဖွဲ့အစည်းကိုဘယ်လိုစတင်ပြုပြင်ကောင်းမလဲဆိုတဲ့မိကုံးလေးတစ်ခုတွေ့လိုက်ရလို့ပါဒီကနေ့မှာတော့ကျမရဲ့အမြင်နဲ့ပြန်လည်ပြီးတော့တင်ဆက်ပေးပါမယ်တကယ်တော့ဒီမိကုံးကအရန်ကိုကျေပြန်လွန်ပါတယ်ကျမရဲ့ပုံကိုယ်ရေးအမြင်အရဆိုရင်နိုင်ငံတကာနိုင်ငံလူအဖွဲ့အစည်းတစ်ခုဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာကဥပဒေတစ်ခုရဲ့အစိုးရတစ်ခုရဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ထဲနဲ့မလုံလောက်ပါဘူးအဓိကကြတဲ့အချက်ကတော့လူတဦးချင်းစီရဲ့စီကံလိုက်နာမှုဖြစ်ပါတယ်စီကံဆိုတာကအကြီးကြီးတွေမဟုတ်ပါဘူးမီးပွိုင်းမှာကိုယ့်အလှည့်ကိုစောင့်နိုင်တာအမိုက်ကိုအမိုက်ပုံးနဲ့ပြစ်တာတန်းစီတဲ့အခါမှာအလှည့်မကျော်တာပေးထားပြီးသားကတိကိုတန်ဖိုးထားပြီးတည်နိုင်အောင်လုပ်တာကိုတာဝန်ကိုကိုကြည်ပြောင်းလုပ်တာဒီလိုမျိုးတည်တည်လေးတွေဟာစီကံရဲ့ကနဦးအစဖြစ်ပါတယ်စီကံမလိုက်နာတဲ့သူတွေကိုကြည့်နေုံနဲ့ဘာမှပြောင်းလဲလာမှာမဟုတ်ပါဘူးအဲ့ဒီအစားငါကစပြီးလိုက်နာမယ်လို့တွေးဖို့လိုအပ်ပါတယ်အဲ့ဒီလိုတွေးတဲ့သူတွေများလာမယ်ဆိုရင်လူအဖွဲ့အစည်းဟာတဖြည်းဖြည်းချင်းပြောင်းလဲလာလိမ့်မယ်ဒါပေမဲ့တချို့လူတွေကပြောကြလိမ့်မယ်ဒီလောက်သေးသေးလေးနဲ့ဘာပြောင်းလဲလာမှာလဲဆိုပြီးတော့ဒါပေမဲ့အလေးအကျင့်ကဇယိုက်ဖြစ်တယ်ဇယိုက်ကယဉ်ကျေးမှုဖြစ်တယ်အဲ့ဒီယဉ်ကျေးမှုကပဲနိုင်ငံတနိုင်ငံရဲ့အရေးအသွေးကိုဆုံးဖြတ်ပေးပါလိမ့်မယ်ပြုပြင်ပြောင်းလဲမှုဆိုတာကတညရဲနဲ့ဖြစ်မလာနိုင်ပါဘူးဒါပေမဲ့လူတဦးတယောက်ချင်းစီကစတင်ပြီးတော့ပြောင်းလဲမယ်လို့ဆုံးဖြတ်တဲ့အချိန်ကစလို့အဲ့ဒီလူအဖွဲ့အစည်းဟာကောင်းမွန်တဲ့တိုးတက်ပြောင်းလဲမှုစီဦးတည်လာမှာပါဒါကြောင့်နိုင်ငံတနိုင်ငံလူအဖွဲ့အစည်းတစ်ခုတိုးတက်ဖို့ဆိုတဲ့နေရာမှာတခြားလူတယောက်ပြောင်းလဲလာမှာကိုမဆောင်ဘဲနဲ့ကျမတို့ကိုယ်တိုင်တယောက်ချင်းစီကစတင်ပြောင်းလဲမှုလုပ်ဖို့လိုအပ်ပါတယ်ဒီလိုပဲကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလည်းအသိပညာဗဟုသုတတွေမျှဝေပေးဖို့လိုအပ်ပါတယ်နိုင်ငံတနိုင်ငံလူအဖွဲ့အစည်းတစ်ခုရဲ့တိုးတက်ပြောင်းလဲမှုဆိုတာကစီကံရှိတဲ့နိုင်ငံသားတွေစုပေါင်းထားတဲ့ရလဒ်ဖြစ်လို့ပါပဲ